က်ကြီးပျော်ပျော်စီးခဲ့ကြဘနောက်တတလုံးကပုံတွေဖြစ်လေသူငါဇာတိမီဥစွာကျိုးစီဇရာဆိုရမီကအလျံတညီညီတောက်လောင်ထိုမှတဖန်ပေါ်လာပြန်သည်တဘဝစာဖြစ်စီမရဏဆိုရမီကြောင့်ပြည့်စည်ရပြန်လေတန်ရရဲ့ဟက်ကြီးပျော်ပျော်စီးရဲ့ကြဘနောက်တတလုံးကပုံတွေဖြစ်လေသူငါစာတီမီဥစွာကျိုးစီဇရာဆိုရမီကအလျံတညီညီတောက်လောင်ထိုမှတဖန်ပေါ်လာပြန်သည်တဘဝစာဖြစ်စီမရဏဆိုရမီကြောင့်ပြည့်စည်ရပြန်လေကျုံလာခေယလူဘဝခဏတန်ဖြစ်သောအခါတွင်မောဟမှောင်ပိတ်စီတဏှာလောဘကြီးသည်ဘာမမြင်မိယာဆွေးလန်းအထင်ကြီးတော်သည်မမြဲတဲ့ခန္ဓာအနှစ်ကိုရှာမတွေ့သံဃာလေးပြီးဦးတော်မီဖယားအလောင်းမျိုးကံနာတို့သာဆက်တော်ရှိသည်အမိအဖတို့မလူနိုင်ခဲ့သောဥစ္စာပစ္စည်းနောင်မဝဆက်တိုင်းငါရအောင်လေဆောင်ကြီးဒါနာကောင်းမှုသိမ့်ထုံယူမည်သီလကောင်းမှုအထူးဆောင်တည်သီလကောင်းမှုအထူးဆောင်တည်ဒါနာကောင်းမှုသိမ့်ထုံယူမည်ဘာဝနာထောင်းငါခွာလို့အသိဉာဏ်ရင့်တန်ပါရမီတရားနဲ့မကွာပြီအနှစ်သုံးငါကိုဟောကြားခဲ့လေဖယားလုံးတော်ကံနှသတို့သားသည်အဖိုးဖွားမိဘတို့ထားရခဲ့သောဥစ္စာပစ္စည်းတို့ကိုကြည့်ပြီးသတိတန်ဝေကဖြစ်ပေါ်ခဲ့ပါလေဥစ္စာပစ္စည်းတို့သည်ကမမြဲပေရန်သူမျိုး၅ပါးတို့နှင့်အမြဲမပြတ်ထိတွေ့ဆက်ဆံနေရသည့်အတွက်ဒါနာသည်ဟူသောကုသိုလ်အနှစ်ထုတ်နှင့်ထုတ်ပိုးယူမှတော်ကားကြပေမည်တကားငါဤခန္ဓာသည်လည်း96ပါးသောယောဂဝေဒနာတို့နှင့်အမြဲမပြတ်ထိတွေ့ခံစားနိုင်ရသည်ထို့ကြောင့်သီလသည်ဟူသောအနှစ်တရားနှင့်ခြုံမှတော်ကားကြပေမည်တကားငါဤဇီဝိတသည်ဟူသောရှင်သန်မှုသည်အချိန်မရွေးပျက်စီးနိုင်ပေ၏အနိစ္စဒုက္ခအနတ္တဟူသောမမြဲသောတရားတို့နှင့်အမြဲမပြတ်ထိတွေ့ဆက်ဆံနေရသည့်အတွက်ဘာဝနာသည်ဟူသောအနှစ်တရားကိုပွားများကျင့်မှတော်ကားကြပေမည်ဟူ၍ဒါနသီလဘာဝနာသည်ဟူသောအနှစ်၃ပါးကိုဟောကြားတော်မူခဲ့ပါလေရှင်ကျုံလာခဲ့ရလူဘဝခဏတန်ဖြစ်သောအခါတွင်မောဟမောင်ပိတ်စီတဏှာလောဘကြီးဘာ
မြဲတဲ့ခန္ဓာအနှစ်ကိုရှာမတွေ့တန်ရာလဲပဲအောင်တော်မီဖယားအလောင်းတော်ကံနာတို့သာစတ်တော်ရှိအမိအဖတို့မလူနိုင်ခဲ့သောဥစ္စာပစ္စည်းနောင်ဘဝဆက်တိုင်းငါရောက်သေးဆောင်ကြီးဒါနာကောင်းမှုသိမ့်ထုံယူမည်သီလကောင်းမှုအထူးဆောက်တည်သီလကောင်းမှုအထူးဆောက်တည်ဒါနာကောင်းမှုသိမ့်ထုံယူမည်ဘာဝနာထောင်းငါပွားပါလို့အသိဉာဏ်